လာပါကိုယ်တရုပ်စာလေးလာနေတာကိုကြာပြီဝကြရှိရေးမဖွဲ့တတ်သေးဘူးဒါမှမဟုတ်ကိုကတရုပ်စာကိုခုမှစတင်လေးလာတယ်ဝကြမဖွဲ့တတ်သေးဘူးဆိုတဲ့သူတွေအတွက်ကိရိယာတစ်လုံးကိုအသုံးပြုပြီးတော့ဝကြအဆင့်ဆင့်ဖွဲ့စည်းပုံကိုတင်ပြပေးသွားပါမယ်အားလုံးပဲနောက်ကနေလိုက်ပြီးတော့လေ့ကျင့်ပေးပါခန့်ကြည့်တီဖတ်တီကြည့်တီဖတ်တီဒီခန့်ဆိုတဲ့စကားလုံးကိုသုံးပြီးတော့ဝကြလေးဖွဲ့ရအောင်ဒီနေ့ဖွဲ့မဲ့ဝကြကအတိတ်ကာလပြတဲ့ဝကြကိုဖွဲ့မယ်အတိတ်ကာလပြဝကြဖြစ်တဲ့အတွက်ကြောင့်မလို့ကရိယာရဲ့နောက်မှာဗာထည့်ပြရမှာလဲလက်ဆိုတဲ့စကားလုံးလေးထည့်ပေးမယ်ခန့်ကြည့်သည်အတိတ်ကာလပြဖြစ်တဲ့အတွက်ကြည့်ခဲ့တယ်လို့ပြောချင်ရင်ခန့်了ကြည့်ခဲ့တယ်ခန့်了ကြည့်ခဲ့တယ်ကြည့်ခဲ့တာတော့ဟုတ်ပြီပါကြည့်ခဲ့တာလဲ看了电影游行看了电影游行ကြည့်ခဲ့တယ်ရုပ်ရှင်ကကြည့်ခဲ့တယ်ရုပ်ရှင်ဘယ်သူကသွားကြည့်တာလဲငါသွားကြည့်မယ်我看了电影ငါရုပ်ရှင်ကြည့်ခဲ့တယ်ဟုတ်ပြီဘယ်ချိန်မှကြည့်တာလဲအချိန်ပြဖို့လေးထည့်မယ်ဆိုတော့အချိန်ပြဖို့လို့ပြောလိုက်ရင်နှစ်တွေလတွေရက်တွေနေ့တွေမနက်နေ့လယ်ညနာရီတွေဒါတွေထည့်ရမယ်ဒီတော့အချိန်ပြဖို့ထည့်အလွယ်ဆုံးစကားလုံးလေးဖြစ်တဲ့ဇော်ချမ်းကိုထည့်လိုက်မယ်ဇော်ချမ်းမနေ့ကရောမနေ့ကရုပ်ရှင်ကြည့်ခဲ့တယ်我昨天看了电影အချိန်ပြဖို့ဆိုတာက subject ရဲ့ရှေ့မှာနေလို့ရတယ် subject ရဲ့နောက်မှာလည်းနေလို့ရတယ်ရှေ့မှာနေလည်းရတယ်နောက်မှာနေလည်းရတယ်ဒီတော့昨天我看了电影ဒီလိုလည်းရေးရတယ်昨天我看了电影မနေ့ကငါရုပ်ရှင်ကြည့်ခဲ့တယ်ဒီပုံစံလေးလည်းဖွဲ့လို့ရတယ်ဟုတ်ပြီမနေ့ကဆိုတာရသွားပြီမနေ့ကမနက်လားညနေလားညလားဒါလေးကိုထပ်ဖြည့်မယ်ငါမနေ့ကရုပ်ရှင်ကြည့်ခဲ့တယ်ဒီတော့ငါမနေ့နေ့လယ်ကရုပ်ရှင်ကြည့်ခဲ့တယ်ငါမနေ့နေ့လယ်ကရုပ်ရှင်ကြည့်ခဲ့တယ်ဟုတ်ပြီငါဆိုတော့我မနေ့နေ့လယ်ဆိုတော့昨天下午မနေ့နေ့လယ်ကကြည့်ခဲ့တယ်看了ရုပ်ရှင်电影မနေ့ကရုပ်ရှင်ကြည့်ခဲ့တယ်我昨天下午看了电影ငါမနေ့နေ့လယ်ကရုပ်ရှင်ကြည့်ခဲ့တယ်ဒီဝက်ချလေးမှာနိုင်လေးထပ်ဖြည့်လိုက်ရင်ပိုပြည့်စုံသွားတာဒီတော့ငါမနေ့နေ့လယ်3နာရီကရုပ်ရှင်ကြည့်ခဲ့တယ်မနေ့နေ့လယ်3နာရီကရုပ်ရှင်ကြည့်ခဲ့တယ်ငါဆိုတော့我မနေ့နေ့လယ်3နာရီက昨天下午3点我昨天下午3点ရုပ်ရှင်ကြည့်ခဲ့တယ်ကိုရေးမယ်看了电影မနေ့နေ့လယ်3နာရီကရုပ်ရှင်ကြည့်ခဲ့တယ်我昨天下午3点看了电影မနေ့နေ့လယ်3နာရီကရုပ်ရှင်ကြည့်ခဲ့တယ်ရုပ်ရှင်ကြည့်တာတယောက်တည်းကြည့်ရတာတယောက်တည်းသမားတွေဆိုရင်တော့နောက်ကဝက်ချလေးဆက်ဖွဲ့ဖို့မလိုတော့ဘူးเนาะအဖော်နဲ့ကြည့်တဲ့သူတွေကတော့နောက်ကဝက်ချလေးကိုဆက်ပြီးတော့မှတ်ရအောင်ငါဆိုတော့我မနေ့နေ့လယ်3နာရီက
昨天下午3点高马里内ဆိုတော့和女朋友အတူတူဆိုတော့一起ရုပ်ရှင်ကြည့်ခဲ့တယ်看了电影ငါမနေ့နေ့လယ်3နာရီကကောင်မလေးနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့တယ်我昨天下午3点和女朋友一起看了电影ငါမနေ့နေ့လယ်3နာရီကကောင်မလေးနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့တယ်ဒါဆိုဝါကြတွေကတော်တော်ရှည်သွားပြီဒီတော့ကိုကနေရာလေးပါထပ်ထည့်လိုက်ရင်ပုံမကောင်းလားဘယ်မှာကြည့်ခဲ့တာလဲများသောအားဖြင့်ရုပ်ရှင်ရုံမှာကြည့်တာပေါ့ဒါပေမဲ့တခြားနေရာမှာလည်းကြည့်လို့ရတယ်လေဒီတော့ရုပ်ရှင်ရုံမှာဆိုတဲ့စကားလုံးလေးထည့်ရအောင်ရုပ်ရှင်ရုံမှာနေရာပြဖို့ကိုထည့်တဲ့အခါမှာခရဲ့ရှေ့မှာထားမယ်နော်ငါမနေ့နေ့လယ်3နာရီကရုပ်ရှင်ရုံမှာကောင်မလေးနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့တယ်ဒီဝါကြလေးကိုရေးကြည့်အောင်ငါမနေ့နေ့လယ်3နာရီကရုပ်ရှင်ရုံမှာကောင်မလေးနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့တယ်ဘာကြတော့ရှည်သွားပြီငါမနေ့နေ့လယ်3နာရီကရုပ်ရှင်ရုံမှာကောင်မလေးနဲ့အတူတူရုပ်ရှင်ကြည့်ခဲ့တယ်ငါဆိုတော့我မနေ့နေ့လယ်3နာရီက昨天下午3点ရုပ်ရှင်ရုံမှာဆိုတော့ကြတော့နေရာပြဖို့စကားဖြစ်တဲ့ site ကိုထည့်မယ် site ရုပ်ရှင်ရုံ电影院在电影院ရုပ်ရှင်ရုံမှာကောင်မလေးနဲ့အတူတူ和女朋友အတူတူဆိုတော့一起ရုပ်ရှင်ကြည့်ခဲ့တယ်看了电影မစလို့ဒီမှာပဲရေးလိုက်မယ်နော်ငါမနေ့နေ့လယ်3နာရီက昨天下午3点在电影院ရုပ်ရှင်ရုံမှာ和女朋友ကောင်မလေးနဲ့အတူတူ一起ဆိုတော့အတူတူ看了电影ရုပ်ရှင်ကြည့်ခဲ့တယ်ဟုတ်ပြီဒါဆိုရင်ဒီဝါကြကတော့ဒီလောက်ပါပဲအရှိကြီးဖွဲ့ခြင်းနေရဆိုရင်ရုပ်ရှင်ကြည့်ရင်းနဲ့ပါလုပ်ခဲ့တယ်ရုပ်ရှင်ကြည့်ပြီးတဲ့နောက်ပါလုပ်ခဲ့တယ်ဒါလေးဆက်ဖွဲ့လို့ရတယ်เนาะဒီနေ့ဝါကြလေးကတော့ဒီထိပါပဲချိန်အရင်ဆုံးပြုလုပ်သူနိုင်နေ့ရက်အချိန်ဘယ်နေရာမှာဘသူနဲ့အတူတူပါလုပ်ခဲ့တယ်ဒါလေးတွေကိုဖွဲ့ကြည့်ပေးပါဥပမာဝါကြလေးတွေနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်စိုက်ချက်